ရိသတ်များအားလုံးမင်္ဂလာပါရှင်ကိုပိုက် Audible Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျမတို့ရဲ့ Channel ကနေပရိသတ်တွေအတွက်ကမ်ပီယာစံကျဲဇလန်တွေနဲ့ပရာလောကစံကျဲဇလန်တွေကိုအမြဲမပြတ်တင်ဆက်ပေးနေကြတာပဲဖြစ်ပါတယ်ဒီကနေ့မှာတော့ဆရာတာတီရေးသားထားတဲ့Wonder Song ဆိုတဲ့ဇလန်လေးကိုဖတ်ပြတင်ဆက်ပေးကြပါမယ်တက်တွေတနိုင်သိရှိရဖို့အတွက်ကျမတို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပြီးတော့ဘေးနားနူတီခေါင်းလောင်းလေးကိုဖွင့်ထားပေးဖို့တောင်းဆိုချင်ပါတယ်။ဒါဆိုရင်တော့ပရိသတ်တွေအတွက် Wonder Song ဆိုတဲ့ဇာတ်လမ်းလေးကိုအခုပဲစတင်ပေးလိုက်ပါပြီ။တကယ်တော့ဘောမဲတုံးက Wonder Song မကြီးဗျ။ခမညာကြားရတယ်မလား။ Wonder Song လို့ခေါ်ကြတာလေဗျာ။မွေးကလေးကအလိုလိုဆုံးပညာကိုတက်လာကြတာ။အရင်ဘောကအကြောင်းစစ်တွေပါလို့ရှိမှာပေါ့။ဒါပေမဲ့ဘောမဲတုံး Wonder Song ဆိုတာဘယ်သူမှမသိဘူးဗျ။ထနာကုန်းတရားလုံးကျုပ်တယောက်တည်းသိတာတည်သွားတဲ့အရင်မေခါတယောက်ကိုပဲစုံတက်တယ်လို့ကျုပ်တို့ရသိထားရဗျအရင်မေခါမရှိတော့ကျုပ်တို့ရမှာစုံဆိုတာမရှိတော့ဘူးလို့ထင်နေကြတာအဓိကဝန်ရဆုံဖွားမေတုံကြီးရှိနေတာကိုသိဖို့နေနေတတရှိမိဖို့တောင်လူမရှိဘူးဗျကျုပ်ပါဇက်ကလည်းလုံချက်ဗျတခါမှကိုမဟဘူးလားဖွားမေတုံကကျုပ်ကိုတော့လှက်ကိုခင်တာစိတ်ကောင်းလေတော်တော်ကိုရှိတဲ့ဘွားတော်ကြီးဗျတရွာလုံးကလေဘွားမဲတုံကိုလှက်ကိုခင်တာအိမ်တော်မရှိဘူးအပြူကြီးဗျအသက်က80ကျော်ပြီ82နှစ်လို့ပြောလို့ရတယ်မိဘလက်ထက်ကလေးကတောင်သူတွေဗျဘွားမဲတုံမှာမောင်နှမ2ယောက်ရှိဘိုးမင်းနဲ့ဘိုးဝင်းနဲ့ဘွားမဲတုံကိုပြောညံ့ညံ့မိမရဲ့လို့တော့မထင်နဲ့ဗျဘွားမဲတုံကမောင်နေနဲ့အတူတူရှာလောက်တာဆိုရင်သူတို့မိဘတွေကအိုသွားတော့တောင်တူမလုံနိုင်ကြဘူးဘိုးမင်းတို့ဘိုးဝင်းတို့ပဲရှာအောင်လုပ်ကြတာဘွားမဲတုံလည်းလိုက်တာပေါ့တနေ့ကျတော့ဘိုးမင်းရောဘိုးဝင်းတို့ရောကျမ်းမာကြီးမကောင်းလို့ရှာမလုပ်နိုင်ကြဘူးဆိုရင်အဲ့ဒီနေ့ကဘွားမဲတုံကိုယ်တိုင်ရှာကိုဥဆောင်ပြီးတော့လှုပ်တာတယ်ဗျရှာရဲ့အကုန်လုံးသူ့ကိုယ်တိုင်ထော်နာဆိုရင်ရာသီအလိုက်စိုက်လိုက်တာမှပဲတွေရောနှမ်းတွေရောကျစ်သွန်နေပါစိုက်တာတယ်ဗျအောင်လိုက်တဲ့သီးနှံဆိုတာတရွာလုံးကိုအံ့ဩရတာလေဗျာဒီအကြောင်းကိုအခုထိကျုပ်တို့ရွာမှာပြောစမှတ်ဖြစ်ပြီးတော့ကြမ်းခဲ့ကြတာဗျ။ရာရဲစင်းရမှာပြင်းနေသူတွေဆိုရင်သူတို့မိဘတွေကပြောရဲဆိုရင်မင်းတို့ရီမဲထုံထမင်းကိုယူဝင်ကြပါလား။မဲထုံတို့များထော်နာလိုက်တဲ့ຢာတွေမှာညက်နေတာကွ။တစ်သွန်ငယ်များထဲထိုးထားလိုက်တာမှညီပြီးတော့ကြည့်လို့ကိုလှနေတာ။မဲထုံမောင်2ယောက်ပေါင်းရာလောက်တာတောင်မဲထုံကိုမမိဘူးကွ။ဒီလောက်ကိုအလုံးလုံးနိုင်နေဘွားတော်ကြီးဗျ။အခုတော့ဘယ်လုံနိုင်တော့မှလဲ။ဘိုးမင်းတို့ဘိုးဝင်းတို့လည်းစုံကုန်ကြပြီဘွားမြတ်တောင်ကအိမ်မှာတယောက်တည်းနေတာဗျသူ့ရဲ့ຢာတွေကိုဝမ်းခွင်းတူတွေကလုံကြတယ်ကျုပ်ဝက်သားဟင်းကြိုက်မှန်းသိတော့ဘွားမြတ်တောင်ကသူ့ဝက်သားချစ်တဲ့နေ့ဆိုရင်ကျုပ်ကိုလူလွတ်ပြီးခေါ်ဟိုင်းတာဘွားမြတ်တောင်နဲ့ကျုပ်နဲ့ထမင်းတဝိုင်းနဲ့စားကြတာအသက်ကြီးလာတဲ့လူတွေကသူတို့ဖြတ်တန်းလာတဲ့ဘဝအကြောင်းကိုပြန်ပြောချင်ကြတာထုံးစံပဲလေဗျာကိုဖြတ်တန်းခဲ့ရတဲ့ဘဝမှာရဲစရာတွေစိတ်မကောင်းစရာတွေဒေါ်ရာဖြစ်စရာတွေလူတိုင်းမှာရှိကြတာပေါ့အသက်ကြီးလာတော့ဒါတွေကိုပြန်တွေးပြီးပြန်ပြောချင်တာဗျဘွားမြတ်တော်ကဝက်သားဟင်းချက်တာလဲတိတ်ကိုကောင်းဝက်သားဟင်းချက်တဲ့နေ့ဆိုရင်မအီအောင်ချင်းရီတောက်လေးရလဲပါသေးတယ်ဘွားမြတ်တော်ချက်လေးရှိတဲ့ချင်းရီတောက်ကကင်မွန်းကျင်တဲ့ဓာတ်တလွန်လေးဗျတခါတလေကြတော့လေမကြေးရွတ်နုလေးတွေနဲ့ဓာတ်တလွန်လေးဗျကျုပ်ကဘွားမြတ်တော်ချက်တဲ့ချင်းရီကိုလှုပ်ကိုကြိုက်တာချင်းရီပူပူလေးကိုဖူးကနေမှုတ်ပြီးတော့တောက်ပြက်တာကျုပ်အဲ့လိုမျက်ရည်ရှိရင်စားနေတာတွေ့ရင်ဘွားမေတုံကလှက်ကိုသဘောကျတာဗျပြုံနဲ့ဟဲ့ကြာတီစားဟဲ့ဘွားနင့်ကိုကြွေးချင်လို့တက်ခေါ်ပြီးတော့ကြွေးတာစားရပြီးရင်တော့စကားတွေပြောရတာပဲဗျာတခါကျတော့စုံးနေကြအောင်ရောက်သွားရောဗျဟိုတော့ငါတော့ကျုပ်ကမသိဘူးလေဗျာဘွားစုံးနေကြအောင်ဘွားကဒီလောက်သိနေပုံထောက်တော့ဘွားစုံးပညာတွေတက်တယ်ထင်နေကျုပ်ကတက်တယ်ပဲမေးခဲ့တာဗျတာတီနင်းမှတ်ထားဟဲ့မောင်လုံးအထက်9ဆင့်ဆိုရင်အဲ့ဒီဆောင်ကကောင်းကင်မှာပြန်နိုင်နေငါမောင်လုံးထက်9ဆင့်ဟဲ့နင်းသိပြီလားဗျာအေးဟုတ်တယ်ဟာဘွားပညာတော်တော်မြင့်ပါလားဗျဒီပညာကိုဘယ်ရွယ်မှာသိခဲ့တာတော့ပြီးတော့ဘွားဒီပညာတွေဒီလောက်တတ်တာထနှောင်းကုန်တရားလုံးဘယ်သူမှမသိကြပါလားဘွားရဲ့တာတီငါဘသူစီဟာမှပညာမယူခဲ့ဘူးမွေးကလေးငါတက်နေတာဟဲ့ဗျာအဲ့ဒီလိုမွေးကလေးတက်တာရှိလို့လားဘွားကြီးဘ
ပြီးတော့မွေးကလေးကတက်တယ်ဆိုရင်လေဒီလောက်ကြီးတက်ပါမလားပေါ့ဟဲ့တက်တယ်တာတည်ရဲ့တက်တယ်ဒီလောက်ကိုတက်တယ်နေအောင်ဘာရဲ့ဘာဒီပညာတက်တာဘယ်လိုသိတာတော့ငါ10နှစ်သမီးလောက်မှာအနောက်ပိုင်းကမေမီတို့ညီမတွေနဲ့ပြေးတန်းလိုက်တာကစားကြတာဟဲ့သူတို့ကညီမ2ယောက်လေပြီးတော့ဒီကောင်မ2ယောက်ကနည်းနည်းညက်တယ်ဘာပဲကစားငါပဲရှုံးတာဟဲ့အဲ့ဒီနေ့ကပြေးတန်းလိုက်တိုင်းကစားတော့ငါရှုံးတာပဲမေအီကိုမိခါနေမှာမေအီကငါ့ကိုတွန်းလဲပြစ်လိုက်တယ်လေငါကမေမီကိုစိတ်ဆိုးပြီးတော့တောက်ခောက်လိုက်တယ်မေမီကချက်ချင်းခေါင်းမူးပြီးတော့မိလဲသွားလို့လူကြီးတွေမနှဲကိုနှာနဲ့ယူကြရတာအေးအဲ့ဒီကစပြီးတော့ငါကောင်ကသတိထားမိသွားတာတခါလေမြောက်ပိုင်းကကျွယ်ဝဆိုရင်ကောင်ကငါ့ကိုတွေ့တိုင်းရိတက်တယ်လို့ငါစိတ်ဆိုးပြီးတော့ဖနှောင်းဆောင်ချလိုက်တာသူ့ရိတ်ကိုဖနှောင်းနဲ့ပေါက်မိတယ်လို့ဖြစ်ပြီးတော့ဒီကောင်သတိလက်သွားတာမနှဲကိုနှာနဲ့ယူရတာအော်တောင်မိုင်းမှနေကိုကြီးတန်တယ်လို့အဖိုးဘိုးကျွယ်ဝါကြီးလားပေါ့ဟုတ်ပါတော့လူတွေ့တိုင်းရေးစကားပြောတာဟာအဲ့လိုဖြစ်တာတော့ဘာလို့ပညာလဲဆိုတာသူတို့မသိကြအောင်နော်ဟေ့ဘယ်သိမှာတော့ငါဘသူစီကမှပညာယူတာမှမဟုတ်တာငါဒီပညာကိုသင်ဘူးရင်ဒီတရားလုံးကိုစုံမလို့သိမှာပေါ့ဟဲ့နေရီမေခလို့ပေါ့ဟဲ့တာတီအော်နေအောင်ဘွိုက်အေးမေခရောဝမ်းတွင်းပညာရဲဆိုတာသိသွားလားဘယ်သိမှာတော့သူနဲ့ငါလည်းတိတ်မှမစုံကြတာမေခကိုလူတွေကဝိုင်းပေထားကြလို့မေခတယောက်တည်းနေသွားတာလေနေတယောက်ပဲမေခကိုခင်ပြီးတော့ဝင်ထွက်နေတာမဟုတ်ဘူးလားဘွားပြောတာကိုကျုပ်ကတိတ်မယုံဘူးဗျသူပြောတာတော့မဟုတ်ဘူးလို့ပဲကျုပ်ကထင်တာတရက်တော့ဘာမေထုံကြီးကျုပ်ရထွန်းနေတဲ့နေရာကိုရောက်လာပါရောဟာဘွာဘယ်ရလာတာတော့တယောက်တည်းပါလားတန်ခနောက်ကမဲလိုက်မြေးမှစိန်မေးမွားနိုင်လို့လာခေါ်လို့သွားမွေးပေးတာဟဲ့ဟာဒီလူတွေကလေဘွားကိုပြန်တော့လာပင့်ပြီးတော့ပြန်တော့တယောက်တည်းပြန်လွတ်လိုက်ရတာလားဗျကျုပ်ကစိတ်မကောင်းလို့ပြောမိတာဗျဟဲ့မဟုတ်ဘူးတာတီသူတို့ကပို့ရင်ငါအဲ့ဒီပဲမရောက်တာကြလို့လမ်းလျှောက်ပြီးတော့ဟိုအိမ်ဝင်ဒီအိမ်ဝင်လှုပ်ချင်လို့တယောက်တည်းပြန်လာခဲ့တာအော်ဒီလိုလားနေရထွန်းတာမောနေပလားမောတော့မောနေပြီဖိုင်ဒါပေမဲ့ဒီအကွက်ကိုဒီနေ့ပြန်အောင်ထွန်းချလို့ထွန်းနေတာဗျကဲဒါဆိုရင်နင်းဖဲစမ်းဘာမေတောင်ကကျုပ်ရဲ့ပခေါ်ကိုကင်ပြီးထွန်းတော့ကိုဆင်းလိုက်တယ်ပြီးတာနေဟဲ့ထိန်မင်းဘဝထိုင်နေတဲ့ကောင်ငကားမဟုတ်လားလောင်စမ်းအခုစင်းငယ်စမ်းဒီအောင်ညအောင်ဆက်ထောင်စမ်းဟာဘာမေထုံရဲ့စကားဆုံးတာနဲ့ထုံတော့ကဣကနေစိတ်သွားပြီးနွားရီလေးရှုံးတော့တာဗျ။အိုးမြေကြီးတွေကအတုံးလိုက်ကိုထွက်လာတာဗျ။ဟိုအောက်ကမြေစီအနဲ့တွေပါအပေါ်တက်လာရောတွေ့လားတာတီငါမောင်နေမမလို့ငါတနေ့ရာစင်းထော်ခဲ့ရတယ်။အဲ့ဒီတော့ကလေဒီကောင်တွေဝိုင်းပြီးလှုပ်ပေးကြတာဟေးငါရဆိုတာထွက်လိုက်တာမှပြောမနေနဲ့တော့အခုလေနေမှတ်ထားဒီဟာတခြားရတဲ့အထွက်ပိုးများလိုက်မင်းဟိုးအောက်ကမြေစီတွေပါအပေါ်တက်လာတာဟိုမှမြင်လားကျုပ်လည်းဘာမှမမြင်ရဘူးဗျာကျုပ်ကမြေကွန်းစီကွန်းမှမြင်ရတဲ့ကောင်လေးဘာမေတုံခိုင်းထားတဲ့ငကားကျုပ်ရဲ့လက်ရကိုထိုးနေလိုက်ကြမှာကျုပ်လည်းအံ့အောင်လွန်းလို့ဘာပြောရမှန်းတော့မသိတော့ဘူးဘာမေတုံนี่ကျုပ်ကရှားဆက်ကရက်ချီနေတာဗျဒီတော့မှကောင်းငယ်ကငှက်ကြီးတွေပြန်သွားတာအုပ်လိုက်ပဲ10ကောင်တော့ရှိလိုက်ပြီတတိမြေကြီးပေါ်မှာအဲ့ဒီငှက်တွေရဲ့အရိတ်ကိုနင်းပြင်းရလားဟာဘွားကလည်းဗျာဒီငှက်တွေရဲ့အရိတ်ကိုဘယ်မြင်ရမှာတော့ဟုတ်မြအမြင့်ပြက်နေတဲ့ဥစ္စာအေးနေမမြင်ရပါမယ်ငါမြင်ရတယ်နင်းကြည့်နေဘွားမေတောင်ကပြောဆိုနဲ့ရှေ့ကိုပြေးထွက်သွားတယ်ပြီးတော့ကောင်းကင်ကပြန်လာတဲ့ငှက်တွေကိုတစ်ချက်မှကြည့်ပြီးတာနဲ့မြေကြီးကိုဖတ်နှောက်နဲ့တစ်ချက်ပေါက်လိုက်တယ်ဟာကျလာပြီဗျကောင်းကင်မှာပြန်နေတဲ့ငှက်ကိုကြည့်ဟာငှက်ကြီးတစ်ကောင်ပြုတ်ကျလာတယ်မြေကြီးပေါ်ကိုငှက်ကြီးပြုတ်ကျလာပြီးတော့ငှက်ကသေးတော့မသေးဘူးဗျအတောင်မှန်တစ်ဖြန်းဖြန်းရိုက်ပြီးတော့ပြန်မိုးလုံနေတယ်ဘာငှက်ကြီးမှတော့ကျုပ်မသိဘူးဗျတော်တော့ကြည်တာကျုပ်စိတ်ထင်တော့ကျုပ်တို့စီကိုစောင်းကိုရောက်တဲ့ငှက်တွေဖြစ်မင်းဘာမဲတောင်ကမြေကြီးပေါ်မှာလူးလိမ့်နေတဲ့ငှက်ကြီးစီကိုသူ့ရဲ့လက်ညှိုးနဲ့လှမ်းထိုးလိုက်တာဘွားမယ်ထုံရဲ့လက်ညှိုးထိတ်ကနေအယောင်လက်ကတည်းထွက်သွားရင်ဗျဟောငှက်ကြီးကထထိုင်ပြီးဗျပြီးတော့မျက်လုံးပြူးရည်နဲ့ဘွားမယ်ထုံကြည့်နေတယ်ဟောပြန်သွားပြီဗျပြန်သွားပြီငှက်ကသူ့ခြေထောက်တုတ်ကြီးတွေကိုအားပြုတ်ပြီးတော့ခုံလိုက်တာလေထဲကိုမြောက်တက်သွားပြီအတောင်တွေကလည်းတပြိုင်နက်တည်းခတ်ပြီးတော့ပြန်တက်သွားရောဗျ
ရှေ့ရပြန်သွားတဲ့ငှက်ဦးကနည်းနည်းတောင်ဝေးပြီးပြုတ်ကြတဲ့ငှက်ကြီးကနောက်ကနေမနာနဲ့ပြန်ပြီးတော့လိုက်ချသွားရောကျုပ်ယုံမိပြယုံသွားပြီဘွားမေတော်ကမောင်လုံးအထက်6 ဆင့်ဆိုတာကျုပ်ယုံသွားပြီစွန့်လိုက်တဲ့ဘွားတော်ကြီးဗျာအဲ့ဒီနေရာရာရီအကုန်ညက်သွားတာနဲ့နွားတွေကရှက်သွားတယ်ဘွားတော်ကြီးကနဂါးဆိုတဲ့ကောင်နင်းသွားတော့နဂါးပြောလိုက်ပြီးတော့ကျုပ်ကထုံးကိုဖြုတ်တယ်နွားတွေရောလဲမှပြန်တက်ပြီးတော့ရွာထဲကိုမောင်းလာခဲ့တယ်ဘွားမေတော်ကြီးကတော့ကျုပ်ရဲ့လဲနောက်ကနေခြေထောက်ကလေးတွဲလောင်းချပြီးပါလာတယ်တတိငါကြောင်နဲ့ဘသူ့ကိုမှမပြောမိစေနဲ့နော်စိတ်ချဘွားတာတီကဓာမျိုးဆိုရင်နှုတ်လုံမိတာဗျတကယ်လေကျုပ်ကဘသူ့ကိုမှမပြောခဲ့ဘူးအဘနဲ့အမေတို့တော့ကျုပ်မပြောဘူးဗျရွာထဲကတခြားလူကြီးတွေလေခင်းကြမင်းကြတာလေဗျတခါတလေကြတော့အမေကကျုပ်ကိုပြောတယ်တဲ့ဗျဟဲ့တာတီနေထမင်းမစားသေးဘူးလားကျုပ်စားပြီးပြီအမေအော်မဲထော်ရင်ကစားလာတာလားဟုတ်တယ်အမေဘွားဝက်သားချလို့ကျုပ်စားလာတာဗျနင်းနဲ့မဲထုံနဲ့ရိုးမရိုးရလားဟဲ့အမေကကျုပ်ကိုစတာဗျမရိုးဘူးဗျကျုပ်နဲ့ဘွားနဲ့ကတမီးစားတွေဖြစ်နေကြပြီဒါဆိုလေကောင်းတာပေါ့ဟဲ့ငါရဲ့ချွေးမငါအမေလောက်ရှိတာပေါ့ပြီးတော့နင်းလေမဲထုံရဲ့ຢာတွေရပါပေါ့မဲထုံပိုင်တဲ့ຢာတွေကနဲတာမှမဟုတ်တာတော်စမ်းမမေးရငရဲတွေကြီးကုန်ပါအောင်မေအဘရောအမေရောရဲကြတယ်ထနောင်းကုန်းမှာတာတိကိုချစ်ကြခင်ကြတာအဘတို့အမေတို့ကတီးပြီးသားပါဗျာအဲ့ဒီနောက်တော့ကျုပ်ဘွားမေတော်တော်တော်ကိုစိတ်ဝင်စားသွားတယ်အထူးသဖြင့်ဘွားမေတော်ရဲ့ပြညာပေါ့ဘွားမေတော်ရဲ့ဝိုင်းလေးကိုကျုပ်ကမကြရောက်တတ်တယ်ဗျဘွားကလေသူ့စီကိုကျုပ်သွားလဲလွက်ကိုပြောတာမရှိရှိတာချကျွေးတော့တာမျိုးကျုပ်ကလေဟိုမေးကြည့်ပြီးမေးတာပေါ့ဘွားမောင်လုံးတို့မြောက်ဖျားတို့ဆိုတော့ဘာကိုခေါ်တာတော့မြတ်ဟဲ့တာတီပညာတဲ့တွေမှာအမောက်တွေရှိတယ်ဟဲ့တာမန်လူတော့မတွေ့ရဘူးလေပညာတွေချင်းချင်းတော့တွေ့ရတယ်အထက်ပုဂ္ဂိုလ်တွေကမြင်ရတယ်ခေါင်းပေါ်မှာအရိပ်လိုထိုက်နေတာတချို့ကလုံးလုံးရိပ်ကြီးဒါကိုမောက်လုံးလို့ခေါ်တာတချို့ကပြပြရိပ်ကြီးဟဲ့ဒါကိုကြောင့်မောက်ဖျားလို့ခေါ်ကြတာမောက်လုံးအထက်9 ဆင့်10 ဆင့်ဆိုရင်ကြော်ကြီးတွေဖြစ်ကုန်ပြီပေါ့ဟဲ့ဒါကိုမောက်ကြော်လို့ခေါ်ကြတယ်တခြားဆုံးမတွေကမောက်ကြော်ကြီးကိုရိုးသေးကြတယ်သူတို့တွေလူတိုက်ရင်တော့တုံးကနေပေါ်တာတည်ရဲ့ဘွာကဝေးနဲ့ဆုံးကအတူတူပဲလားဗျဟဲ့ဘဲတူမှာတော့ကဝေးကကဝေးပညာတက်တက်ဆုံးကဆုံးပညာတက်တက်မောကမောပညာတက်တက်ပေါ့ဟဲ့အကြီးအခုတက်ထားတဲ့ပညာဘလို့သုံးမှာတော့ဟဲ့နေပြင်းတဲ့အတိုင်းပဲလေဟိုရွာဒီရွာမိမဖားနိုင်လို့လာခေါ်ရင်ငါလုပ်ပေးတယ်လေအနေစားဆုံးလေးတွေပြူစားထားလို့ဒုက္ခရောက်နေတဲ့လူတွေဆိုရင်ငါလိုက်သွားပြီးတော့ဖဲထုတ်ပေးလိုက်တယ်လေဘွာကလေးမိဖွားတာတော်တော်ကိုနာမည်ကြီးလက်သေးပြင်းကြောင်တင်ငယ်ဘူးလို့လားဗျဟိုဘဲဟာတင်မှုမှာတော့တာတီငါမွေးဖားတို့တိတ်ကိုခတ်နေတဲ့မိန်းမတွေပဲလိုက်မွေးပေးတာလေပြူစားထားတာဆိုရင်ငါရှင်းထုတ်ပေးလိုက်တော့ဝမ်းဆွဲကလဲလဲလေးမွေးဖားနိုင်တာပေါ့ဟဲ့ဝမ်းဆွဲမနိုင်တော့တဲ့ဟာကြတော့လေဝမ်းဆွဲရောအိမ်သားတွေရောဖဲ့ခိုင်းလိုက်တော့ပြီးတော့တအိမ်လုံးမီးမောင်ချထားလိုက်တယ်ပြီးရင်မက်ချမ်းကြီးကိုခေါ်ပြီးတော့မွေးခိုင်းရတာပေါ့တာတီမက်ချမ်းကြီးမွေးပေးလို့ကတော့ရှော့ကနေပေါ့ဟဲ့ဘယ်ကမက်ချမ်းကြီးတော့ဘွားရဲ့ဟဲ့လူတွေပြောနေတဲ့အမေချမ်းလေနက်အမေချမ်းကိုပြောတာဟဲ့ဟာဘွားကလေအမေချမ်းကိုခေါ်ပြီးမွေးခိုင်းလို့ရတယ်လားအေးဟုတ်တယ်ငါလိုမောင်လုံးအထက်6 ဆင့်ဆိုတာပညာအမြင့်ဆုံးဟဲ့တာတီပြီးတော့ငါလူတွေကိုမတက်ဘူးမပြုတ်စားဘူးဒီပညာကိုငါသင်ခဲ့တာလည်းမဟုတ်ဘူးသူ့ဟာသူပါလာတာငါဖယားတရားကိုပုံမှန်ရှစ်ခိုးပြီးတော့အားထုတ်တာနေလေးမြင်တာပဲလေဒီတော့ငါဝမ်ဒရဆုံးဆိုရင်မိဆုံးမဆန်တော့ရင်အထက်လန်းပညာရှင်လို့ဖြစ်လာတာပေါ့ဟေ့ငါပညာတွေလေအကောင့်ဘက်ကိုပြောင်းပြီးတော့အသုံးချတော့ဖြူစင်လာတယ်ဒါကြောင့်လေမတ်ချန်တို့ငါခေါ်ခိုင်းရင်ဘယ်တော့မှမငင်းကြတာတာတည်းအော်ဒီလိုလားအေးစုံပြူစားထားတာကိုငါချော့မော်ပြီးပြောရင်ရှင်းခိုင်းရင်ကြည်ကြည်နဲ့ရှင်းပြကြတာပဲဟဲ့တခါကြတော့လေခေါင်းမပြီးရိုင်းဆိုင်နဲ့စုံနေနဲ့တွေ့ရင်တော့ပတ်လောက်သားလောက်လှုပ်ပေးရတယ်လည်းရှိတာပေါ့ဟေးဒါပေမဲ့ဒါတွေကိုဘာလူသိမခံဘူးလူမသိအောင်ကြိတ်ပြီးတော့လှုပ်ခဲ့တာဒါကြောင့်လဲလူတွေကဘွားကိုဝမ်းတွန်းဆုံးမှမသိကြတာပေါ့ဟုတ်တာတည်းသူတို့သိတာဘွားကိုတောင်းသူတရားလို့ပဲသိကြတာပယောကလေးပါလေမိဖွားတာလေနည်းနည်းပါးပါလှုပ်တယ်ပေါ့ဟေး
ဒီလောက်ပဲသိကြတာဟွာမကောင်းတဲ့စုံတွေခဝေတွေနဲ့ပညာပြရတာရောရှိလားဗျဟာတာကြီးကလေပညာပြိုင်တာမဟုတ်ဘူးနှိမ့်နှင်းပြရတာကိုယ်နယ်တွေကိုကြုံပြီးဝင်လာတဲ့ဟာတွေကိုနှင်ထုတ်ပြရတယ်နှင်ထုတ်လို့လွယ်လွယ်ထွက်မသွားဘူးဆိုရင်တိုက်ခိုက်ရတာဗောဟဲ့ဟာဘာအဲ့လိုတိုက်ခဲ့ဘူးလားဒါတီနင်းလေအိမ်မကျန်အမေးမြင်ထူရကောင်းပဲငါကောင်းကင်မှာပြန်ုံနေမကောင်းမြေမှာရှိုးနိုင်တယ်မောက်ကြော်ဤဟဲ့အဲ့လိုငါသွားပြီးတိုင်လေလူတွေဘသူမှသိလိုက်တာမဟုတ်ဘူးငါတို့ပညာနဲ့ညီပဲသိကြတာဘွားလှုပ်လိုက်လို့လက်လွန်သွားတာမျိုးရောရှိလားဟာမရှိပါဘူးဘွားအဲ့လိုမျိုးမလုံးမရအမြဲကိုတတိထားပြီးလှုပ်တာဘွားကြောင့်လူသေးတယ်ဆိုတာမရှိဘူးတာတိအောက်လန်းဆိုတာကဝေတွေစုံနေတယ်တူတူပဲလားဘွားဟဲ့ဘဲတူမှာတော့အောက်လန်းဆိုတာဆေးတွေဝါးတွေစီစဉ်ပြီးတော့လှုပ်တဲ့ကောင်းဟဲ့လူတွေမှလေအင်မတန်ကိုရုံညံ့နေကောင်းနေသူတို့စီရင်တဲ့ဆေးတွေမှာတော်တော်ကိုရုံညံ့တာတွေပါတယ်ငေးရေးစာအဝီစီစာတွေပါတယ်ဟဲ့ဒါပေမဲ့အောက်လန်းထဲမှာဆေးဝါးစီရင်တော်ရအထက်လန်းဆရာမနိုင်ဘူးဟဲ့ငါတို့တောင်တော်တော်ကိုနှိမ်နေရတဲ့အောက်လန်းတွေရှိတယ်မကောင်းနေဆုံးနေမကောင်းတဲ့အောက်လန်းတွေကတော့သူတို့ချင်းချင်းတရင်လေးလေးဆိုပေါ့ဟဲ့ကျုပ်ကြပါရဲ့အောက်လန်းဆိုတဲ့လူတွေတော့ကောင်းတာဆိုလို့ဘာမှကိုမလုပ်ဘူးဘာရဲ့အေးဟုတ်တယ်တာတိဒီပညာကိုလိုက်စားရရွယ်ချက်ကိုကမကောင်းတာတွေလုပ်ဖို့ရွယ်ချက်ရှိတာလေအဲ့လိုဆိုတော့လေပညာတွေရလာတဲ့အချိန်မှာမကောင်းတာတွေပဲလောက်ကြရတာပေါ့ဟဲ့ဘာတချို့အောက်လန်းတွေကခြေပေါ်မှာဖျားပုံတွေထိုးထားတယ်ဗျနေမြင်ဘူးလို့လားဟဲ့တာတိကျုပ်မြင်ဘူးတာပေါ့ဘာရဲ့အောင်မနေရငယ်ပြီပဲတော်တော်ကိုနှက်ဆက်တွေကောင်းမင်းဟုတ်တယ်တာတိအဲ့ဒါလေသူတို့ပညာစဉ်တစ်ခုပဲတချို့အကောင်ကခြေပေါ်မှာဖျားပုံတော်ထိုးကြတယ်တချို့အကောင်ကဖျားရုပ်တုခတ်သေးသေးလေးကိုတန်ကျိုးနဲ့ခြေပြီးတော့ပေါင်ကြားထဲမှာဆောက်ထိုးဆွဲတယ်ဖျားတော်တော်ကိုရစ်စက်တဲ့လူတွေပါလားဘာရဲ့ပြောရရင်အဲ့ဒီကောင်တွေကကဲငါးပါးမှာတဘာမှလုံနေကောင်တွေမဟုတ်ဘူးဟဲ့သူများသားပြိုသမီးပြိုလည်းဖြစ်စည်းကြတာပဲသူများသားတွေသမီးတွေကိုလည်းလွန်ကျူးကြတာသူတို့မှာစေးဝါးတွေလည်းအစုံလင်ရှိတာနော်မိမတယောက်ကိုဆေးလိမ့်လိုက်တာနဲ့လက်နဲ့ကင်လိုက်တာနဲ့ထိလိုက်တာနဲ့သူတို့ကိုအဲ့ဒီမိန်းကလေးကတန်းနေဆွေဖြစ်တော့တာတော်တော်ကိုကြောက်စရာကောင်းတဲ့အောက်လန်းတွေပဲဖွားရဲ့ဟုတ်ပါကြောဒါကြောင့်လေတင်းချိုင်းတွေကိုမဟုတ်မဟတ်ဆေးတွေလန်လာပြီးတော့စီရင်တဲ့အောက်လန်းတွေကိုမဖဲဝါတွေ့လက်တာပေါ့တာတည်းဟာဘွာမဖဲဝါကိုသိရဟတ်လားဟဲ့တာတည်းမဖဲဝါကိုမသိရပြင်းတာတွေရှိပါမလားမဖဲဝါဘွာကိုတော့တော်တော်လေးစားပါတယ်ဘွာဒီပညာကိုသင်ခဲ့တဲ့ပညာတွေမဟုတ်ဘူးလေမွေးကလေးတက်လာတဲ့ဝမ်းတွက်မှာမဟုတ်ဘူးလားပြီးတော့ဒီဘွာမှာဘွာသူတစ်ပါးအကျိုးရောဘာတစ်ခုမှမလုပ်ဘူးတာတည်းဘွာကျုပ်ကြားဘူးလားဗျစုံနေမှာမကောင်းတာလုပ်တဲ့အနဲ့အောင်စုံနေသူတစ်ပါးကောင်းကျိုးလုပ်တဲ့အဖြူအောင်ဆုံးတာရှိရင်ဆိုဟုတ်တယ်တာတဲ့တို့နေပါဦးနေရဒါတွေကိုဘလို့သိနေတာတော့ကျုပ်ဆရာဆိုင်းတော်ဖာပြောပြတာဗါရဲ့ဩဒါကြောင့်သိတာ哦အေးဟုတ်တယ်ငါဖြူအောင်ဝမ်းတွင်းဆုံးဖို့ဟဲ့တာတေးစရေကဘွားမဲထုံနဲ့တွေ့ရင်အဲ့လူတွေကိုလွတ်မင်းတော့တာဗျကိုကြီးတာတေးနိုးပြီလားဘသူရှိမှာတော့ကြောက်ခဲပေါ့ဗျာဟာကောင်ကြောက်ခဲอ่ะနိုးနေပြီဟာလာလေကွာစိုးစီစီပြရနဲ့ဘာများတော့ကြောက်ခဲဟဲ့ကြောက်ခဲထမင်းညံစားပြီလားမစားရသေးအရေးကကြွေးမလို့ဒီမှာအမဲကြောင့်စီစိန်လေးမှအိနေတာဟဲ့နင်ကိုကြီးတာတေတောင်ခုပဲစားပြီလားကျုပ်မေကကြောက်ခဲလွတ်ခင်တာဗျမစားရသေးဘူးအရေးဟဲ့မစားရသေးတဲ့ငွေစင်ရဲ့ကျွေးလိုက်ပါဟဲ့ကြောက်ခဲဦးအဖကလည်းဝင်ပြောတာဗျဒီလိုကိုကြီးတာတေရေကျုပ်တို့ထဏောင်ကိုတင်းတိုင်းစရာထဲမှာအောက်လန်းဆရာကြီးတယောက်ရောက်နေတယ်တဲ့ဟေးအောက်လန်းဟုတ်လားမင်းကဘဲအောက်လန်းမဘလို့သိတာတော့ကျုပ်သိတာမဟုတ်ဘူးကိုကြီးတာတေကသူတို့ဝိုင်းဘက်မှာနေတဲ့လေးဖကြီးကပြောတာလေးဖကြီးကအဲ့ဒီအောက်လန်းကိုသိလို့လားဟဲ့ကြောက်ခဲရော့သမင်းချမ်းစားလိုက်အောင်ပြောလဲပြောစားလေးစားပေါ့ဟဲ့ကြောက်ခဲကလည်းစားရင်းနဲ့စကားကိုဆက်ပြောရဲဗျလေးဖကြီးလည်းဘဲသိမှာတော့ကိုကြီးတာတေကမနေ့ကမီးလောင်ကောင်းကအပြင်တင်းချိုင်းနေတာဖြတ်တော့အဲ့ဒီလူကဇရက်ပေါ်ကနေလှမ်းခေါ်ရတယ်ဗျဒါနဲ့လေးဖကြီးကဇရက်ပေါ်တက်ပြီးတော့စကားပြောတယ်အဲ့ဒီမာရီ
ဒီလူကလေးဖာကြီးကိုထုတ်ပြီးထားပြီးဆေးဆိုပြီးတော့ဆေးတောင်လေးပေးရရဲ့ဗျအဲ့ဒီဆေးတောင်လေးဖာကြီးရဲ့လက်ထဲမှာစုပ်ကင်ခိုင်းပြီးတော့လေးဖာကြီးရဲ့လက်ကိုဓာတ်နဲ့လှီးပြထိုးပြမျိုးစုံလုပ်တယ်ဗျတကယ်ကိုပြီးရတယ်ဗျလာပြန်ပြီဒီဇက်လန်တွေပြီးရင်အလိန်ခံကြရပြန်ရောဟာမဟုတ်ဘူးကိုကြီးတာတည်းလေးဖာကြီးယူလာတဲ့အဲ့ဒီဆေးတောင်ကတခြားလူတွေလည်းဆက်မိပြီကျုပ်လည်းဆက်မိပြီတကယ်ကိုပြီးတာဗျကိုကြီးတာတည်းဒါဆိုရင်တော့အဲ့ဒီဆေးတောင်တွေဒီလိုရောင်းမှာပေါ့ဒါတော့ငိုဘလောက်တည်တော့အဲ့ဒီအောင်လန်းဆရာရောင်းမှာမဟုတ်ဘူးဗျပေးမှာနေပါဦးကွာဒီလူအောင်လန်းဆရာမန်းလေးဖာကြီးကဘလို့သိတာတော့ဟာခြေပေါ်မှာဖျားပုံတော်တွေထိုးထားတယ်ဗျပြီးတော့ခေါင်းမှာလည်းထမိန်ကြီးတဲ့ခေါင်းပေါင်းထားတယ်ဆိုပဲလူကဖြူဖြူပိန်ပိန်ပါတယ်ဗျနှက်ခမ်းမွေးလေးဆဆနဲ့လူကျော်တယောက်ဆိုပဲအသက်ကလည်း30ကျော်လောက်ရှိအောင်ပါတဲ့အော်တိတ်ကိုမကြည့်ရပဲကိုဒါပေမဲ့ခြေပေါ်မှာဖျားပုံတော်ထိုးထားတာထောက်ရင်တော့ပညာတော့တော်တော်မြင့်နေပုံမေးကွာဒီထုတ်ပြီးထားပြီးစိတ်တွေကိုအလကားပေးပြီးသူကဘာလို့မလို့တော့ဒီလူကအကူကြီးတစ်ခုတောင်းတာလေဗျရွာထဲမှာရှိတဲ့အပြိုစင်9ယောက်တည်းဗျာနေနိုင်ကလည်း9နန်းစုံရမယ်တဲ့အဲ့ဒါအပြိုနှုတ်ရည်ကိုယူပေးရမယ်တဲ့သူစီးဖော်ခြင်းလို့တဲ့ဟေးဟုတ်လားအောက်လန်းကတော့တခုမဟုတ်တာလောက်တော့မယ်ထင်နေကွာလေးဖားရီတို့လည်းအဲ့ဒါပဲပြောနေကြတာရွာတွေကမိန်းကလေးတွေကိုတခုခုလုံးမှစိုးရင်နေကြရဲ့ဗျဒါပေမဲ့သူ့စီကတော့တကယ်ကိုထားပြီးတာဗျမဖြစ်နိုင်တာကွာအပြိုနှုတ်ရည်ဆိုတာဘလို့ရမှာတော့ဟာဒီလူကရွာကိုချိန်ချောက်နေပြီပေါ့ဟုတ်လားတော်တော်လူဘာဝတွေအောက်လမ်းပဲကွာရွာတွေကကာလာဟာတွေကလေအဲ့လိုဓာတ်နဲ့ထွက်ခုတ်ဖို့လုပ်နေကြတယ်ကိုကြီးတတီစဉ်းစားကြည့်လေသူပေးတဲ့စေးတောင်ကတောင်ဓာတ်ပြီးနေတော့ဒီလူကိုယ်တိုင်လောက်တော့ပြောကြကောမလို့ပေါ့ဗျာဓာတ်တွေမကောင်းတက်တက်ပါပြီးနေမှာပေါ့ကြောက်ခဲပြောတာကိုကြောက်ကခေါင်းနဲ့ပြလိုက်တယ်ဟုတ်တယ်ကြောက်ခဲမင်းပြောတာဟုတ်တယ်ဒီလူတကယ်လေထုတ်ပြီးထားပြီးလောက်တယ်ကိစ္စတွေရမ်းပြီးတော့မလုပ်ကြနဲ့ငါတိုင်မြင်တဲ့တယ်လို့လည်းတိုင်မြင်မယ်ကိုကြီးတာတီဟောလာပြန်ပြီဗျို့နောက်တရဒါတန်မဏိဟဲ့ကောင်တန်မဏိလာလီတန်မဏိအိမ်မော်တက်လာတော့အမေကစီပြီးမေးပြန်နေဟဲ့တန်မဏိနင်းသမင်းချန်စားပြီးပြီလားဟဲ့စားပြီးပြီအေးရဲ့မနေ့ကကြံနေဝက်သားဟင်းနဲ့သမင်းစားလာတာအလိုနေ့မင်းကဘယ်ဝက်သားရလို့တော့တန်မဏိရဲ့မီးလောင်ကုန်းမှာစုံလာလို့ပြောတာအေးရဲ့ဩဒါကြောင့်ရေးမသိလိုက်တာ哦ကိုကြီးတာတေကိုဘွားမဲ့တော်ကသူ့စီမှာထမင်းလာစားပါတဲ့သူဟင်းကောင်းချက်လို့တဲ့ဟေးဟုတ်လားဒါဆိုရင်ဘွားလေးဝက်သားဟင်းချက်ပြီးထင်နေကွာအေးငါသွားလိုက်မင်းသူခေါ်ခိုင်းလို့မလာရင်ဘွားကငါ့ကိုစိတ်ဆိုးမှာကွာအမေကအဘကိုကြည့်ပြီးတော့မင်းကောင်ပြန်လိုက်တယ်အမေကကျုပ်ကိုစတော့မေးဆိုတာကျုပ်သိတာပေါ့ဗျာကြောက်ခဲတို့တန်မဏိတို့ရေနင်းတို့ကိုကြီးတာတည်းဘွားမဲ့တော်နဲ့ကြိုက်နေတာလားမသိဘူးနော်ဘွားမဲ့တော်ကဟင်းကောင်းချက်တိုင်းစီသူ့ကိုထမင်းခေါ်ကြည့်တာဟဲ့အမေစကားကိုကြတော့ကြောက်ခဲနဲ့တန်မဏိကအော်ပြီးတော့ရေကြတယ်ဒီကောင်နှကောင်အရေရက်မှာကျုပ်ကပြောတာနေပါဦးကြောက်ခဲအဲ့ဒီအပြိုနှုတ်ယူလေးဖာရဘဲတော့သွားပေးရမှာတော့ဒီညရဗျဒီညမပေးတကောင်ကျော်ရနဲ့တရွာလုံးသူ့ရဲ့အကြောင်းသိစေရမယ်လို့ပြောလိုက်တယ်ဗျအေးကောင်းပြီငါကြည့်လောက်လိုက်မယ်ဟေ့ဘွာတရေကြပြီလားအေးကြားပြီအဲ့ဒါကြောင့်နင့်ကိုငါခေါ်ရတာပေါ့ဟုတ်ကဲ့ပြောပါဘွာဒီကောင်တွေကတော်တော်ကိုရုပ်မာရီကောင်နေဟဲ့တာဒီကောင်လှုပ်တဲ့ပညာကိုငါသိတယ်သူ့ပေးတဲ့ဆေးကိုလှိမ့်ပြီးနိုးညစ်ပေးလိုက်တာနဲ့အဲ့ဒီမိန်းကလေးတွေကသူ့မယားဖြစ်ပြီးတာမှတ်တော့ဟေ့ဒီကောင်အင်မတန်ကိုရုပ်မာတဲ့နီလန်နဲ့စီရင်ထားတဲ့ဆေးကိုပေးလိုက်တာပြီးရင်9နန်းနှုတ်ရည်ဒီကောင်ကတောက်မယ်အဲ့ဒီပြို9ယောက်လုံးသူနဲ့မပေါင်းရမနေနိုင်ဖြစ်ကြလိုက်မယ်9ယောက်လုံးဒီကောင်ကပေါင်းမှာတရွာလုံးကိုအိမ်မွေးချပြီးတော့အဲ့ဒီမိန်းကလေးကိုလိုက်ပြီးတော့ပေါင်းသေးမှာဟိုမိန်းကလေးတွေကလေသူ့ကိုတကားဖွင့်ပေးကြမှာဟဲ့အင်မတန်ရုပ်ညံ့ပြီးတော့အင်မတန်အစွမ်းထက်တဲ့ဆေးကိုပေးပြီးလိမ့်ခိုင်းလိုက်တာဖြစ်မှာဖြစ်ရလေဗျာဒါဖြင့်ကျုပ်တို့ဘာလို့မှာတော့ပါ့ဒီကောင်ရဲ့ပညာတော်တော်ကိုမြင့်တာငါလည်းဘယ်တော့မှလူမတတ်ဘူးဒီကောင်မျိုးကလေအသေးမလို့ရင်မရဘူးဟဲ့ဒီတော့ငါဒီညမက်ဖဲဝါကိုခေါ်ပြီးတော့လှုပ်ခိုင်းမယ်နေမလိုက်ခဲ့နင်ကဒီကောင်ကိုဆေးရထဲမှာနှုတ်ပကံသွားပေးဟင်းအဖေ9နန်းအပြိုနှုတ်တကယ်ပေးရမှာလားဩ
နေရလေအလိုက်တာတာတီးရဲ့ငါဟာဒီအကောင်အပြိုတို့ရေပေးမလားဟဲ့ငါတောင်ပိုင်းဝမ်းမှာတားပေါက်နေခွေးမရဲ့နှုတ်ညစ်ပြီးတော့ခွေးနှုတ်တွေသွားပေးခိုင်းမှာနင်းသွားပေးရဲ့လားနင်းတော့မှငါပါမှာပဲလေဟာဘွားရေမိမမေးပါလေဗျာတာတီးကလေခဝေးလည်းမကြောက်အောက်လန်းလည်းမကြောက်ဘူးခွေးနှုတ်ရွှေဝက်နှုတ်ရွှေကျုပ်သွားပေးရဲ့လေဗျကဲဒါဆိုရင်ည9 နာရီထိုးတာနဲ့နေလာခဲ့ပြီတော့ဒါပေမဲ့ငါပြောမယ်တာတီးဘွားဒီရုပ်နဲ့လာမှာမဟုတ်ဘူးဘွားရဲ့ကိုဘွားကိုထုတ်ပြီးတော့လာမှာနေရုပ်ပေါ်ဟဲ့ဘွားနေရုပ်နဲ့လာမှာနေမြင်ရမှာမဟုတ်ဘူးဟာဒီအတွက်တော့မပုတ်နဲ့ကျုပ်မြေကွန်းစေကွဲပြီးတော့လာမှာဒိဗ္ဗတော်တာကားတာရွက်ပြီးတော့နားမှလည်းလိမ့်ထားမယ်ဘွားတို့ပြောတာတွေလည်းကြုံကြရမယ်မြင်လဲမြင်ရမှာပေါ့ဗျာအေးဟုတ်ပြီဒါဆိုဒီညဘွားစောင့်နေမယ်ကျုပ်ဆိုတဲ့ကောင်ကဒါမျိုးများဆိုရင်ဖင်ထိုင်နေလို့ရတဲ့ကောင်မဟုတ်ဘူးဗျတနေ့လုံးညမြင်မြန်ရောက်ပါစေလို့ဆုတောင်းနေတာရှင်နာရီတောင်းဝင်နေထိုးတာနဲ့ကျုပ်ကဘွားမယ်ထုံရဲ့အိမ်ရောမှာရောက်နေပြီဟဲ့တာတီနင်ကအချိတ်တော်တိတ်ကြပါလားကဲလာဟောဒီဘက်ကနေမှာငါခွေးနှုတ်ညက်ပြီးတော့ထဲ့ထားရင်ကဲငါရဲ့ကိုဝါကိုထုတ်ပြီးတော့သွားနေမယ်နေလိုက်ခဲ့ပြီးတော့မဖဲဘွားကိုလည်းငါခေါ်ထားပြီးပြီပြောရတာနဲ့ဘွားမယ်တုံးကအသင့်ခင်းထားတဲ့အိယာထဲမှာလှဲချလိုက်တယ်ကျုပ်ကမြေကွန်းစီကွန်းထားတော့ဘွားရဲ့ကိုပါထွက်လာတာမြင်ရတာပေါ့ဟောထွက်လာပြီဘွားမြေထုံရဲ့ကိုပါဘွားအိတ်နေတဲ့အတိုင်းပက်လက်ကလေးထွက်လာတာဟောအပေါ်ကိုတက်သွားပြီဟာပျောက်သွားပြီဗျညလိုက်တဲ့ဘွားမြေထုံများအပေါ်4 ယောက်လောက်မြောက်တက်ပြီးတခါလေးပျောက်သွားတာဗျအခုဆိုရင်ဘွားမြေထုံထဏောင်ကုန်တင်းကြိုင်နေရောက်နေလောက်ပြီးအိမ်ပေါ်မှာတော့ခန္ဓာကိုယ်ကအိတ်လို့ပေါ့ဗျာကျုပ်အချိန်မဆိုင်တော့ပြီချက်ချင်းကိုထွက်လာတယ်လက်ထဲမှာလေခွေးနှုတ်ပကံကိုမမောင်တေးချာကိုကိုင်းလာရတယ်ကိုမလေးကျုပ်ရဲ့ဆေးလေအိတ်ကိုဆက်လက်တိုင်းသားရတရားဗျကျုပ်ရောက်တော့အောက်လန်းကဖျောင်းနိုင်တိုင်းထွန်းထားတယ်ဇရက်တစ်ခုလုံးလင်းထိန်နေတယ်ဖျောင်းနိုင်ကလေဇရက်ကျဲမြင်မှာထွန်းတာမဟုတ်ဘူးဗျလူကောင်းခွန်တစ်ခုမှထွန်းထားတာသူ့ရဲ့ဖေးမလေးလူလက်ဖြန်ယူတချောင်းချထားတယ်ဘွားမေထုံမတိမသားရှာကြည့်တော့ဘွားဇရက်ရဲ့တာမေထောင်မှာအသာလေးငြိမ်ပြီးတော့ရက်နေတယ်ခလန်းလန်းအုပ်ကူပေါ်မှာမဖဲဝါစောင့်ကြောင်ကြီးထိုင်နေတယ်နေကြော်ကြီးကလေဂူဘေးနားမှာဝက်ပြီးတော့အောက်လန်းဆရာကြီးကိုကြည့်နေတယ်ကျုပ်ကဇရက်ရဲ့လေအားထက်မှရက်လိုက်တယ်ဗျဟဲ့ကလေးမင်းဘယ်ရတော့ကျုပ်ထနောင်းကောင်းပါဆရာဟုတ်လားဘာလာလောက်တာတော့လေးပါကြီးခိုင်းလိုက်လို့ပါဆရာမှာထားတဲ့ခုနှစ်နဲ့အပြိုနှုတ်ကြီးလာပို့တာပါဆရာဟေးဟုတ်လားမင်းနာမည်ကဘယ်သူတော့ကျုပ်နာမည်တာတီပါဆရာတာတီဟုတ်လားတေကောင်းနေနာမည်ပါလားမင်းဒီအချိန်တင်းငိုင်းကုန်းကိုလာတာမကြောက်ဘူးလားတာတီကျုပ်မကြောက်တတ်ပါဘူးဆရာရဲ့ကောင်းနေကောတို့မင်းငါတပည့်မခံခြင်းဘူးလားဟာဆရာရဲ့ကျုပ်ကဆရာတို့လိုဆရာကြီးတွေနဲ့တပည့်တိတ်ကိုဖြစ်ချင်တာပေါ့ကျုပ်ကလည်းအလိုက်ထိုက်လေးပြောရတာပေါ့ဟာတိတ်ကိုကောင်းတာပေါ့တော်တီရောတိတ်ကောင်းတာပေါ့တို့နေပါဦးကွာဒီနှုတ်ရည်တွေပေးလိုက်တဲ့တငယ်မတွေကချောချောလာလာတွေရောဟုတ်ကြရဲ့လားဟာဆရာရဲ့ကျုပ်တို့ရွာရဲ့အချောဆုံးနေလေဗျာကိုနောင်ကိုင်ပန်းနောင်ကိုင်နေကြီးဗျကောင်းလိုက်တာကွာတို့နေပါဦးတာတီရဲ့ဒီနှုတ်ရည်ကိုကြည်ကြည်နက်နက်ပေးလိုက်ကြရင်ဟုတ်ရဲ့လားဟာဆရာပေးလိုက်တဲ့စီရီလို့ဆရာတဲလေးစွမ်းတာကိုဆရာရဲ့အဲ့ဒီစီကိုထိလိုက်တာနဲ့တန်းပြီးတော့ပေးကြတာပြီးတော့ဆရာကိုမြင်မှုကျင်နေကြီးတန်းပြောနေကြတာဗျဟာဒါကိုမင်းကိုယ်တိုင်လိုက်ယူလာတာလားဟုတ်တယ်ဆရာလေးပါးကြီးကကျုပ်ကိုတောင်းပေးလို့ကျုပ်လိုက်ယူရတာဟာဗျဒါတိမင်းကတော့တကယ်ကောင်းမင်းဘာလဲတငယ်မတွေကဆရာကိုမြင်မှုကျင်တယ်လားမြင်မှုရမှာပေါ့အောင်လန်းကနှက်ခမ်းမွေးတွေကာတောင်းအားရပါရဲ့ရှင်းနေပြီးတော့နှုတ်ကိုနဲကြည့်ကျုပ်ရင်နဲ့ထိတ်ကနေဖြစ်သွားတယ်ဗျနန်းလိုက်တော့ခွေးနှုတ်မှန်တိသွားရင်ကျုပ်ကိုတတ်တော့မှာဒီနှုတ်ရည်ကိုနန်းကြည့်ုံနဲ့တငယ်မတွေအနံ့လေးကိုတော့ရနေပြီဒါတီရေကဲရော့ဟောရီလက်ဖြံရိုးကိုကိုက်ပြီးဟောရီဥကောင်းခုံခက်ပြေးပြေးမှန်မှန်ခေါနဲ့ချစ်စက်တိုက်တီးပြီးတော့ဆရာဒီနှုတ်ကိုတောက်မင်းအောင်လန်းဆရာလက်ဖြံရိုးကျုပ်စီကိုတိုးပေးလိုက်တယ်ပြီးတော့သူထိုင်းနေတဲ့နောက်ကလူကောင်းခုံကြီးတစ်ခုကိုရှူပြီးကျုပ်ရှိမှချပေးလိုက်တယ်ဟာခေါင်းခုံကြီးကတော်တော်ကိုကြည်တာဗျလူဝကြီးတယောက်ရဲ့ခေါင်းခုံကြီးဖြစ်မယ်ထင်နေအောက်လန်းကျုပ်ယူလာတဲ့နို့ပကံကိုလင်းနေကောက်ကင်ပြီးနှက်ခမ်းမှာတေး
ကျုပ်ကလူလက်ဖြန်ရုံနဲ့ခေါင်းခုံတီးပြလိုက်တယ်အားလုံးခွက်တဲ့ချက်ကျုပ်လေခုနှစ်ချက်တီးပြီးရောအောက်လန်းကနှုတ်ပကံကိုတောက်ပြီးဒီအောက်လန်းခွေးနှုတ်မှမသေးတာကျုပ်အံ့ဩတယ်ဒါဘွားမြေထုံရဲ့ပညာနဲ့လှုပ်ပေးလိုက်လို့လူနှုတ်လိုထင်သွားတာဖြစ်မယ်ဗျအောင်မီဟေးတာတီအောင်မီကွာကဲငါတပည့်မင်းကိုလက်ဆောင်ပေးမယ်တုတ်ပြီးတာပြီးစေးတာအောင်ကွာရော့ယူသွားမနဲ့ကြတော့မင်းစိတ်ကြိုက်စမ်းကြည့်ပြီးတော့သူများကိုမပေးရဘူးရှောင်းမစားရဘူးကြားလားတာတီဟုတ်ကဲ့ဆရာဘွားမြေတုံရဲ့အော်ရတဲ့ကြီးဗျကျုပ်ကတင်းငယ်ဆေးရပေးကကိုပဲညိုပြေးကတဲ့နင်းဘသူရောဘာကိစ္စဒီကိုလာတော့စုံမနင့်အစင်ဘလောက်ရှိလို့တော့ကမိုင်းဟမ်ငါနာမည်ကိုမှတ်ထားအောင်လန်းစုပ်ငါရဲ့နာမည်ကမဲထုံးနဲ့ဟောဒီထလောင်ကုန်းရွာသူစစ်စစ်ပညာဆင်ရမောက်ကြောကိုဟဲ့ကဲငါရွာကိုလာပြီးစော်ကားတွေကောင်အခုချစ်ချစ်ဇရက်ပေါ်စိငယ်စမ်းအော်နင်းကတိတ်စောတဲ့ကောင်မကြီးပါလားစောစောကငါတောက်လိုက်တဲ့နှုတ်ရည်ထဲမှာနင်းနှုတ်ရည်ရောပါနေသလားစုံမငါနင့်လိုအုပ်ကြီးအိုမအောင်စိတ်ကူးတာမဟုတ်ဘူးနော်နင်းကြားရင်မလားစောစောကနှုတ်ရည်လာဖို့တွေကောင်လေးပြောသွားတာတငယ်မလေးတွေကငါ့ကိုမြင်ကျင်တွေ့ကျင်နေပြီဆိုတာလေနင်းမပူနေငါဒီမှာနှစ်ညပဲနေမှာသူတို့တွေငါမယားလေးတွေဖြစ်သွားရင်ငါဒီကနေထွက်သွားမှာကြားလားနင်းဘာမှမနာလို့ဖြစ်မနေနဲ့သေနာမရဲ့ငါဘာကောင်းလုံးဆိုတာသိကြရင်ရော့ဟောရီမြေလေးစမ်းကြည့်တဲ့ပြောပြောဆိုဆိုနေအောင်လန်းသူ့ရဲ့လက်နှစ်ဖက်ကိုခေါင်းမမှွှေရန်လိုက်တယ်ပြီးတော့သူ့ရဲ့လက်တွေငုံကြည့်တယ်လက်ထဲဘာမှမပါလာဘူးဗျအောင်လန်းတစ်ချက်တွေးပြီးသွားတယ်ဟောနောက်တစ်ခါထပ်လုပ်ပြန်ပြီးလက်နှစ်ဖက်ကိုခေါင်းမမှဝိဝိုက်ပြီးလှုပ်ပြန်ရောပါဇက်ကလည်းပါစီနဲ့ရွှက်နေတာဗျဘွားမေတောင်ကအောင်လန်းလှုပ်တာကိုပြုံးပြီးတော့ကြည့်နေတယ်ဘွားဇရက်ရှိကရေကွက်လက်မှာရက်နေတာဗျအောင်လန်းကဇရက်ပေါ်မှာလာကွေးကွေးလေးတာနေတော့တင်းချိုင်းတစ်ခုလုံးကိုဝဝလေးမြင်ရတာပေါ့ချုပ်ကြည့်နေတော့မှဘွားလက်ကိုဖြတ်ကနေရှမ်းလိုက်တယ်ဟာအောင်လန်းရဲ့လက်ထဲမှာတက်ခိုင်းကြောက်ကြီးတစ်ခုဗျအောင်လန်းကလက်ထဲကတက်ခိုင်းကြောက်ကြီးကိုကြည့်ပြီးကျဲမြင့်မုံပြစ်ချလိုက်တယ်နေမွေကိုခေါ်နေရလားအောင်လန်းကောင်ရဲ့သုံးလောကထွက်တယ်ဖယားရှင်ပုံတော့ခြေပေါ်မှာထွေရတဲ့အဝီစင်ငရဲကိုစေးမဲ့ကောင်နင်းဆော့ဆော့တောက်လိုက်တာအပြိုစင်9ယောက်ရဲ့နှုတ်မဟုတ်ဘူးဟဲ့ငါဝိုင်းတောက်မှန်းကတာပေါက်နေတဲ့ခွေးအုံမကြီးနှုတ်ရင်းငါကိုယ်တိုင်ညက်ပြီးတော့လူနှုတ်နဲ့ပြောင်ငါပညာနဲ့စီရင်ထားတာသိပြီလားနင်းခွေးနှုတ်တောက်ပြီးမှဘယ်မွေကိုခေါ်လို့ရမှာတော့နင်းချက်မကတဲ့အကောင်လေးတောင်ငါနဲ့ကိုလိုက်ငါ့ကိုအကြောင်းပြုပြီးမှလာကြတာနင်းကဘာကောင်မို့လို့ငါ့ကိုပမာမခန့်လှုပ်ပြီးငါရွာကိုစော်ကားကိုကြံစီတာတော့အခုနင့်ရဲ့ပညာသုံးပုံတစ်ပုံပဲကြံတတ်တာမှတ်လားဒီတော့ငါနင့်ကိုပြောမယ်နင့်အခုချစ်ချင်းငါ့ကိုတောင်းမယ်ပြီးရင်ဒီရွာတွေချက်ချင်းထွက်ပြီးတော့နင့်ဖာရာနင်းမောက်ကြော်ဖြစ်ဖြစ်မောက်ပြားကြော်ဖြစ်ဖြစ်ငါခီးမဆိုင်ဘူးငါခီးမဆိုင်ဘူးစုံမနင့်ကိုငါတတ်မယ်အခုချစ်ချင်းတတ်မယ်ပြောပြောဆိုဆိုနဲ့အောင်လန်းကစောစောကကြောက်ဦးကောင်းခွန်တီးပြီးလက်ဖြံရိုးရိုးကောက်ကင်လိုက်တယ်ပြီးတာနဲ့ဇရက်ကနေပြေးဆင်းလာတယ်ဘွားမေတုံရဲ့ရှေ့တလန်အကွာလောက်မှာခြေစုံရက်ပြီးတော့ဘွားမေတုံအယုတ်တနတ်တာတွေစုံနေအောင်ဆဲတော်ရီဟောရိုက်ပြီးပြေးရိုက်လိုက်ပြီးဘွားမေတုံလက်ဖြံရိုးရင်းနဲ့ပြေးရိုက်လိုက်တာဘွားလူရဲ့ရုံးခံတာနဲ့လာတာမှမဟုတ်တာကိုပါနဲ့လာတာပဲလက်ကနဲ့ပျောက်သွားတာပေါ့မပြေးနဲ့မတာမနင့်ကိုငါတက်ပြီးမှဒီကနေထွက်သွားမယ်ဘွားအဝေးယူသွားတာမဟုတ်ဘူးသူ့ရဲ့နောင်နာနဲ့ဖြက်ကနေပေါ်လာတယ်ဟဲ့အကောင်ငါဒီမှာငါပြေးတယ်စာမဟုတ်ဘူးဟာရိုက်ပြန်ပြီဗျအောင်လန်းဒီတစ်ခါလက်ကနေပြေးပြီးရိုက်တာဟောဘွားကလည်းပျောက်သွားရောမတာမကြီးမပုံနဲ့နင်ငါ့ကိုဖြောင်းရင်ဆိုင်စမ်းဟဲ့ငါဒီမှာနင်ကြိတ်တယ်လို့ရိုက်စမ်းဟိအဝေးစီကောင်ဘွားသူ့ရဲ့တောင်ဘက်ကနေပေါ်လာပြန်ရောအောင်လန်းကဘွားကိုလွှဲတော့ရိုက်တယ်ဒါပေမဲ့သူ့ဘလောက်ပြေးပြေးရှေ့ကိုမရောက်ဘူးဗျသူကတော့သူ့ပြေးပြေးရိုက်တာရှေ့ကိုရောက်သွားတယ်ထင်ပြီးဘွားကိုလွှဲရိုက်နေတာအောင်လန်းကဘွားကိုရိုက်ရင်းနဲ့မောလာရင်မတာမနင်ဦးသွားလို့ငါခံလိုက်ရတာဟဲ့မဟုတ်ရင်နင်အခုလောက်အသက်ရှင်မှာမဟုတ်ဘူးစုံမဟဲ့အကောင်ခွေးနှုတ်တောက်မှာတော့နင့်ပညာပြက်ပြဲပြီပေါ့ဟဲ့ကဲနင်မသေးခြင်းနေ
ခုချစ်ချင်းငါ့ကိုတောင်းမယ်မီဒီကနေထွက်သွားပြီးတော့ဒီနေကိုဘယ်တော့မှမလောက်လို့ငါ့ကိုဂတိပေးရမယ်ဟဲ့ကောင်းမနေငါ့ကိုတတ်နိုင်ရင်တတ်လိုက်နေကိုငါမတောင်းမှန်ဘူးဘာဂတိမှလည်းငါမပေးဦးမဲ့အော်ဒီလိုလားနေလိုက်ပြီးတော့ကာမီသူမိစ္ဆာစာရကံကိုကျူးလွန်နေတဲ့နင့်လိုကောင်လောကနဲ့မထိုက်တန်ဘူးဟဲ့အဝီစိတ်နဲ့ပဲထိုက်တန်နေဟာဘွားစစ်တွေလွတ်လိုက်ပြန်ပြီပြုတ်ဘွားရဲ့လက်ချောင်းတစ်ချောင်းစီကလက်ကနေဖြစ်ပြီးဆွတ်တွေထွက်လာတယ်စက်တွေကအောက်လန်းကိုပတ်သွားတယ်ဟောအောက်လန်းကောင်ကအတင်းယုံနေပြီဟောလက်ထဲကလူဖြန်ယိုကြီးလွတ်ကျသွားတယ်ပြုတ်တက်စင်နင်တက်နိုင်ရင်တက်စင်စုံမစုံနင့်လိုအကောင်ငါတတော်လေးတက်လို့ရတယ်ဒါပေမဲ့ငါလူမတက်ဘူးဟဲ့နင်သိလားအခုနင့်ကိုတက်မဲ့သူရောက်နေပြီနင်တွေ့လားဘွားပြောလိုက်တော့အောက်လန်းကမျက်လုံးပြိုနေဟိုကြည့်တီကြည့်လိုက်တယ်ဟင်မဖဲဝါအောက်လန်းရဲ့စကားတော့မဆုံးသေးဘူးမဖဲဝါရလွှာကနေခုန်ထွက်ပြီးလဝါကြီးနဲ့အောက်လန်းရဲ့ကြုံကိုရိုက်ချပြလိုက်တယ်အောက်လန်းကဒိုးထောက်ရဲ့ကြီးကျသွားပြီးသွေးတွေအန်တော်ရီအော်ဆိုပြီးအော်လိုက်တဲ့အတန်ကြီးကအတန်နဲ့ကြီးထွက်လာတယ်ရှေ့ကိုမှတ်ခုံကြီးထိုးကျသွားတယ်ဗျဆက်ငင်နဲ့ဖြစ်ပြီးတော့မှငိမ့်ချသွားတယ်မဖဲဝါရဲ့ခွေးနဲ့ကြီးကကူဘေးမှာမတက်ရက်ပြီးတေးသေးချာချာကိုကြည့်နေတာဗျမသေးသေးရင်သူ့ဘာဝင်ကြိုက်တော့မယ်ပုံဒါပေမဲ့အောက်လန်းကမလှုပ်တော့ဘူးဗျဘွားမေတုံးကသူ့ရဲ့စက်တွေကိုပြန်သိမ်းလိုက်ပြီးပျောက်သွားတယ်ဖွားကလည်းခြာကနေလက်ထွက်သွားတယ်နေကျုံရဲ့ဥတန်လေးတဖြည်းဖြည်းနဲ့ဝေးသွားပြီဗျကျုပ်လည်းမှောင်ရိပ်ခုပြီးရွာရဲကိုဝင်လာခဲ့တယ်အပြိုစင်9ယောက်ရဲ့နှုတ်ရည်မတောက်လိုက်ရပဲဘွားမေတုံးကိုယ်တိုင်ညှစ်လိုက်တဲ့ခွေးနှုတ်ရည်ကိုတောက်ရင်ပညာတွေပြက်သွားတဲ့အောက်လိုင်းရဲ့အလောင်းကိုကျုပ်တို့ရွာသားတွေညရဲကြီးကျင့်တူးပြီးတော့မြေမြုပ်ပြလိုက်တယ်ဘသူဘာလုပ်တယ်ဆိုတာသူတို့မသိလိုက်ဘူးဗျမဖဲကတက်ပြစ်လိုက်တာလို့ကျုပ်ကသူတို့ကိုတခုံးမဲပြောလိုက်တယ်ဘသူမှမသိတဲ့ကျုပ်တို့ရွာဝမ်းတွင်ဆိုရင်ဘွားမေတောင်ရွာပေါ်အန်ဒီရဲ့ပြုတ်မိအောက်လန်တယောက်ရဲ့ရန်ကိုပီပီရီနဲ့ကာဝယ်ပေးခဲ့တာကိုကျုပ်တယောက်ကလွင်ဘသူမှမသိကြဘူးပေါ့ဗျာကျုပ်ကတော့ဘွားမေတုံဝက်သားရင်ချစ်တိုင်းထမင်းသွားစားနေတော့မေဗျဟုတ်ကဲ့ပရိသတ်များရှင်ဝန်တွန်းဆုံးဇလန်လေးကတော့ဒီညမှာပဲအဆုံးသတ်သွားပါပြီနောက်နေ့တွေမှာလည်းဇလန်ကောင်းလေးတွေကိုထပ်မံတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ထားပေးပါရှင်ဇလန်လေးကိုအဆုံးထိအားပေးနာဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်တာယာချမ်းမြေ့ရဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်